ငါတို့အခုအကျွေးတင်နေလို့အဲ့ဒါမင်းပတ်စံလေးလောက်ချိပေးလို့ရမှာ မင်းငါထက်သားလို့ရေးသွားတဲ့ကောင်တထင်းဆိုကွာအခုငါစီကိုပတ်စံလာကြီးနေပါလားမင်းကငါထင်ထားတဲ့ကိုတော်တော်မျက်နှာပြောင်းနေမိမပဲဟဲ့မနေ့တနေ့ကမှကြက်ကန်းဆန်ကိုတိုးပြီပတ်စံလေးနည်းနည်းပါးပါးရှိလာလို့3နိုင်ဆွဲနိုင်လာတဲ့ကောင်ကများဘေးနိုင်လည်းမဘေးနိုင်ရောဒီမှာကိုလေးနဲ့လာကထုတ်လာလို့ဒီမှာတော့အေးလေးလက်ဆောင်ဝင်လာတယ်ဟေ့ဒါအေးပဲပြီးပိုးလေးလာကလေ အိတ်ကလည်းအပေါ်စားအိတ်ကြီးကောင်းစားဝယ်ပေးနိုင်တာလည်းမဟုတ်အဲ့လိုအပေါ်စားအိတ်ဝယ်ပေးဖို့အကုန်ကြခံမဲ့ပတ်စံအိတ်လာကပဲအပြည့်ပေးလိုက်ပါလားအိမ်မှာအဆန်မရှိလို့ဝယ်ရပါအောင်တိတ်စိတ်ညစ်တာပဲဘာလို့နေမှန်းအောင်မသိကျော်ကြီးဟေးကျော်ကြီးဟဲ့ဟိုလေမင်းစိန်လက်ကီးဆိုတဲ့ဂိမ်းကိုသိလား အေးငါကြားကြားဘူးစောတော့မစော အေးမင်းကကြော်ညာတွေ့လို့ကွာငါ online ပေါ်မှာအဲ့နဲ့ငါစိန်လက်ကီးဂိမ်းကိုစောကြည့်လိုက်တာငါ9000လောက်တော့ရတယ်ကွာသိလား ဟုတ်လားမိုင်းလိုက်လားဟောပြောပြပါဦး စိန်လက်ကီးဂိမ်းနဲ့အဲ့ဒါက तू ကအပြစ်မှာကစားတယ်လို့ပဲ6កောင်ချင်း4កောင်ချင်းအပြင်တခြားရှန်ကိုမီတွေငါးပြစ်ဂိမ်းတွေငကားကြားဂိမ်းတွေပြီးတော့တခြားဆလော့ဂိမ်းတွေဝင်900ချက်ကနေစပြီးတော့ကစားလို့ရတယ်ဒါပြင် 2D ကိုစား80 3D ကိုစား900တွတ်ပတ်လဲဆယ်စားပေးထားတယ်အဲ့ဒါမှမကသေးဘူးသူက PTI Sport ကနေပြီးတော့ဘောလုံးပွဲတွေကိုလည်းစိတ်ကြိုက်ကစားလို့ရတယ်အဲ့ဒီစိန်လက်ကီးဂိမ်းကိုသူက Android အသုံးပြုတဲ့သူတွေအတွက် Play Store မှာသွားပြီးတော့ download လုပ်ရတယ်သူက iOS သမားတွေအတွက်ဆိုလို့ရှိရင် Safari ရဲ့ကနေပြီးတော့ www.sainlucky123.com ဆိုပြီးတော့တိုက်ရိုက် download လုပ်လို့ရတယ်ငွေသွင်းငွေထုတ်ကိုလည်းဂျားကန်မလို့ပဲ24နိုင်ဝန်ဆောင်မှုပေးထားပြီးလင်းမြန်စွာငွေသွင်းငွေထုတ်လုပ်နိုင်တယ်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင် Viber ဖုန်းနံပါတ်3996420023ကိုဆက်သွယ်မြင်လို့ရတယ်ပြီးတော့စိန်လက်ကီး4កောင်ချင်း6កောင်ချင်းဆိုပြီး Facebook page ကနေပြီးတော့တက်စင်လဲမင်းသွားမိပြီးစုံစမ်းလို့ရတယ် အေးငါတောင်းစောကြည့်လောက် အေး game ဆိုတာတော့ကွာအနိုင်ရှုံးတော့ရှိတာပေါ့အဲလောဘလေးတက်ပြီးတော့စော်တဲ့နေ ဒီပါစောကြည့်လောက် အော်အေးရတီးဟာမင်းငါပေးလိုက်တဲ့အင်ကြီးတမလေးစာရီလေးတိတ်ရှိတယ်အဲ့ဒီငါ့ကိုပြန်ပေးပါလားအရေးကြီးလို့ပါ အော်ဟုတ်ကဲ့ကျွန်တော်အေးမင်းသားကိုပြောပါမယ်ဗျာ အေးပါအရေးကြီးလို့နော်ကျော်ရအောင်မင်းမင်းညလုပ်နေတဲ့ project တွေပြီးလားပြီးပြီဆိုလို့ရှင်ငါ့ကိုပို့လိုက်တော့ အေး ဘုတ်ကိုဆန်းလိုက်တော့ အေး ဟဲ့ကောင်ငါမြည်ဖို့တဲ့တော့ငါမို့ကြပြအလူကြောတစ်ခုသွားပြန်တော့ ရှင့်မှလည်းတနေကုန်ဒီအရှိပဲတောင်းနေရောမှာအလုံးလေးပါလေးရှာဖို့ရောစိတ်ကူးမရှိဘူးလားရှင့်ကိုပတ်စံရှိရထင်ပြီးယူခဲ့မိရကျမ9ပါးမောက်တာပဲအခုအကျွဲတွေပတ်တင်နေပြီအဲ့ကိစ္စဘလို့ရှင်းမှလဲပြော ဟာဒီမှာငါလုံးတွေ့တော့မယ်စကားမများနဲ့ငါနားကြီးမခံနိုင်ဘူးတော့အခုချက်ရင်ငါတို့မြည်သွားလို့ပေကက်ကက်နဲ့ ရှင်ထောင်းအမြဲမူးယူပြီးအိမ်ညာပဲမအကျွေးရှင်တွေကျမတို့တကြီးကြီးဖုန်းဆက်နေပြီအိမ်ကိုလာမယ်လို့လည်းပြောနေကြတယ်အကိစ္စဘလို့ရှင်းမှလဲ အိမ်လိုက်လာလဲလိုက်တာလာကြတော့ဟေးငါမှဘေးတယ်ဆိုငါအသားပဲရှိတော့လှီးတာယူလိုက်ကြတော့ ရှင်အဲ့လိုလုပ်လို့မရဘူးလေအခုကိစ္စဘလို့ရှင်းမှလဲ
ကျမရှင့်လိုမျိုးသုံးစားများရဲ့လူယူခဲ့မိရကျမနောင်တရရဲ့ ဒီမင်းကစောက်စကားကိုများနေရပဲနားကိုညည်းနေရပဲမင်းကရင်တော့သုံးစားများတဲ့လူငန်းငန်းနဲ့ဖြစ်နေပြီးတော့မင်းရင်လေးကတော့ထားခဲ့တာပဲလေဘာခုမှနောင်တရဟမ်မင်းအဲ့လောက်ပတ်စံတိတ်တောင်းနေနေလေမင်းရဲ့ရင်လင်နိုင်ငံသားမှာလှုပ်လှုပ်ပြီးပြန်ရောက်နေပြီတဲ့ဘာထောလာလဲတော့မသိဘူးမှာဒီမှာတော့စားတော့ဆိုင်ဖွင့်နိုင်ကြားမင်းကသူ့စီတွားပြီးပတ်စံတွေပါချီးကြည့်ကြပါဘူးမင်းကိုဆိုရင်တော့ရင်လက်ကြံတန်အောင်စင်နဲ့ဘေးမှာတေးကြတယ်ပြောနေကြတယ်လာဟိုသွားမယ်ကိုဘာလုံးဆောင်လဲဗျာ ဒီဆိုင်ပိုင်ရှင်တရားအောင်ခေါ်ပေးပါခုနဲ့တွေ့မှဖြစ်မှာ ဟုတ်ကဲ့ပါဗျာမင်းတို့ဘာကိစ္စရှိလို့ ပြောလိုက်လေ ဟိုငါတို့အခုအကျွေးတင်နေလို့အဲ့ဒါမင်းပတ်စံလေးလောက်ချိပေးလို့ရမှာ မင်းငါထက်သားလို့ရေးသွားတဲ့ကောင်တထင်းဆိုတော့အခုငါစီကိုပတ်စံလာချီးနေပါလားမင်းကငါထင်ထားတဲ့ကိုတော်တော်များများပြောင်းနေမိမပဲ ဟဲ့မနေ့တနေ့ကမှကြက်ကန်းဆန်ကိုတိုးပြီပတ်စံလေးနည်းနည်းပါးပါးရှိလာလို့3နိုင်ဆွဲနိုင်လာတဲ့ကောင်ကများဘေးနိုင်လေမဘေးနိုင်ရောဘာမှကြီးကြီးရှောက်ပြောနေမင်းအမေဘာကောင်ဖြစ်ထင်းကိုမကြည့်တာ အခုချိန်မှာပတ်စံရှိပြီး3နိုင်လာရဲဆိုရင်တော့ဘသူအကူညီမှမပါပဲလေငါကိုယ်တိုင်ပြင်းပြင်းမမစူးစမ်းပြီးရှာထားရင်လည်း3နိုင်တာမဟုတ်ငါကလက်ရတတ်မင်းတို့လိုဝင်ကိုယ်တိုင်မရှာပဲမိဘပတ်စံကို3ပြဖြုံးပြနေတဲ့ကောင်မျိုးငါလည်းအထင်ကိုမကြည့်တာရောဟာချွေးနေတာနဲ့ရှာလာတယ်ပတ်စံတစ်ချက်ကအစားငါနှမျောမြို့အခုလိုပေးလိုက်လေဆိုတာလေငါနဲ့အရင်ကပတ်သက်ခဲ့ဘူးတဲ့အကြောင်းတွေရှိလို့ငါမင်းကိုပေးလိုက်ဘာလို့မပြောရရင်မင်းတို့အချစ်ကိုငွေနဲ့တန်ဖိုးဖြတ်တတ်တဲ့မိန်းမမျိုးအတွက်တကြိုစရိတ်ပေါ့မင်းတို့သစ္စာမရှိတဲ့မိန်းမမျိုးငါဘဝတွေကနေပြီးပန်တကြိုလိုက်နောက်တော့မင်းတို့2ယောက်လုံးအစီကိုဘယ်တော့မှပေါ်မလာပါနဲ့ မဆုံးချင်တော့ဘူးမလာပါနဲ့တော့ငါတို့ဝင်နေတာကောင်းမယ်မဆုံးချင်တော့ဘူးမလာပါနဲ့တော့